မေကွန်းတစ်မနှက်ပြန်ဟာစနေဖြစ်ရင်မနေ့ကဘာနေ့ဖြစ်မလဲကြာသာပတိမေကွန်းနှစ်ခြေတော်လေးမပါတောင်ပန်လေးမပါပဲကောင်းကင်ပေါ်မှာလွတ်နေနိုင်တာတိန်မေကွန်းသုံးအမြဲတမ်းရှိကိုပဲသွားပြီးဘယ်တော့မှနောက်ပြန်မလဲတာအချိန်မေကွန်းလေးရေထဲကိုရောက်ပြင်မဲ့တစ်ခါမှရေမစိုးတာအရေးမေကွန်းကပိုင်ရှင်ထက်တခြားသူတွေကပုံပြီးသုံးကြတာနာမည်မေကွန်း6သူ့မှာအပေါက်တွေအများကြီးပါပေမဲ့ရေကိုထိန်းထားနိုင်တယ်ရေမြုပ်မေကွန်း9ဘယ်လောက်ပဲနေဘူးဘယ်တော့မှမချောင်းနိုင်တာရှာမေကွန်း8ဘယ်လောက်ပဲအများကြီးရှိအလေးချိန်တစ်စက်မှမရှိတာအလင်းရောင်မေကွန်း9မြို့တွေလမ်းတွေရှိပေမဲ့လူတစ်ယောက်မှမနေတာမြေပုံမေကွန်း10နားမပါပဲကြားတယ်ပါးစပ်မပါပဲပြန်ပြောတတ်တာပဲ့တင်တန်မေကွန်း17အမြဲတမ်းအတက်ပဲရှိပြီးဘယ်တော့မှပြန်မကြတာအသက်မေကွန်း12လက်ချောင်းလေးတွေရှိပေမဲ့အသားနဲ့အယိုးမရှိတာလက်အိတ်